ရင်မလေးကိုစံတလေးအလုံးနဲ့အရင်ဝယ်လိုက်တယ်ဒီကျဆိုင်ကပါနာကိုစမ်းကြည့်မှာပေါ့နော်အဲ့မှာရင်မလေးစေကပါလာပါတယ်စေကကို3900ပဲပေးရတယ်ပေါ့နော်အရန်တန်ပါတယ်တစ်ခုမှ3900ပဲကျတယ် 1.5 ml လေးပေါ့နော်အဲ့ရနေမှာအကြိုက်ဆုံးအနံ့ကိုရွေးပြီးတော့အဲ့မှာအစုံပါတယ်ပေါ့နော်အဲ့မှာတစ်စိတ်တည်းအစုံပါတယ်အဲ့ဒါလေးကိုရွေးပြီးတော့မှကိုကြိုက်တဲ့ဟာကိုကြည့်ဝယ်တာပေါ့နော်ကျမကတော့အဲ့လိုမျိုးအမြဲတမ်းလုပ်လို့ရှိတယ်အဲ့မှာကျမကဘယ်ဟာလေးကိုအကြိုက်ဆုံးလဲဆိုတော့လိုချစ်ဆန်ကဘာနာကပေါ်ဟိုကိုအကြိုက်ဆုံးပါပဲအဲ့ကျမအဲ့ပေါ်ဟိုလေးကိုဘူးကြီးဝယ်မှာပေါ့နော်ဒါလေးကတော့ Versace cheese ကနော်လေးပါ90 ml ပေါ့နော်သူကကျမရှိရတယ်အဲ့လို Versace cheese ကိုတော့တတိလေးတွေအများကြီးဝယ်လိုက်တယ်ဝယ်ပြီးတော့အဲ့ထဲမှာဒီအနက်လေးကိုကျမအရင်ကြိုက်သွားလို့ဘူးကြီးဝယ်တာပေါ့နော်ဒါလေးကတော့30 ml ပါဒါလေးကယောက်ျားလေး3 forman ဆိုပေမဲ့လည်းကျမအနက်လေးကိုကြိုက်လို့ပါဒါလေးကတော့30 ml လေးဝယ်ထားတာပါ